ဒီနေ့ကျွန်တော်တို့ကျောင်းသားတွေလက်တွေ့လေ့ကျင့်ခန်းပြုလုပ်နေတာဖြစ်ပါတယ်။ဂျမ်ပါကြော်ကြတယ် IC ဖြုတ်တဲ့စလုပ်ပါတော့မယ်။ IC ထည့်ဖို့မယ်ဒီဘက်အဖွဲကတော့ iPhone ဘုတ်ခွဲတာလေ့ကျင့်နေတာဖြစ်ပါတယ်။ iPhone ဘုတ်ခွဲမယ် iPhone နဲ့ချမ်းခွာမယ်ယောကတော့ဘုတ်ခွဲလေ့ကျင့်နေတဲ့အဖွဲဖြစ်ပြီးတော့ဘုဘကကျတော့ power နိုးမနိုးဆန်းပြီးတော့ power နိုးနေတဲ့ကရဲ့ပုတ်သေးက IC တွေဖြုတ်တက်လေ့ကျင့်မှာဖြစ်ပါတယ်။ကိုစကီကိုဆက်တတ်တာဖြစ်ပါတယ်။ဒီဘက်ကတော့ဂျမ်ပါကျော်လေ့ကျင့်နေတာဖြစ်ပါတယ်။ Husky လေ့ကျင့်နေတာဖြစ်ပါတယ်။အခုလိုမျိုးပညာရပ်တွေကိုလေ့လာသိယူခြင်းနဲ့ဆိုရင်399420ကိုဆက်သွယ်ပြီးစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ normal class နဲ့ special class လို့ရှိပါတယ်ဒီစိုက်နေတဲ့တက်ခွဲကိုရွေးချယ်ပြယူနိုင်ပါတယ်